ဒီတစ်ပတ်ရဲ့ Place of Yangon အစီအစဉ်လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။နေ့စဉ်ပြပန်းခတ်လှုပ်ရှားနေတဲ့ရန်ကုန်မြို့ကြီးထဲမှာလမ်းဘေးလေးခဏဆင်းလိုက်ရုံနဲ့အခုလိုအေးချမ်းတိတ်ဆိတ်တဲ့ရိပ်မြုံလေးတစ်ခုရှိနေတာသတိထားမိကြလား။အရေးအာဝါဒကောင်းကောင်းနဲ့ခြံဝင်းကြီးတဲ့ဝင်လိုက်ပြီးဆိုတာနဲ့ကိုလိုနီခေတ်ရဲ့ကျွန်းသားအိမ်ကြီးကိုတွေ့ရမှာပါ။ဒီနေရာကတော့ Gallery 65ပဲဖြစ်ပါတယ်။ဝင်ကြီးကတော့တယောက်ကို9000ကျပ်ပါအားလုံးပဲမင်္ဂလာပါဂျလာတနေ့ရောက်နေတဲ့နေရာကတော့ရုံမင်းကြီးလမ်းမှာရှိတဲ့ Art Gallery 65မှာပဲဖြစ်ပါတယ်ဒီမှာကတကူတော့ပြပွဲလုပ်တဲ့အခါတွေလည်းရှိတယ်လို့ပြပွဲမရှိတဲ့အခါတွေမှာတော့အခုလိုမျိုးပကြီးစရာများစွာရဲ့မတူညီတဲ့လက်ရပေါင်းစုံကိုတစုတစည်းတဲ့တွေ့ရမှာပါဒီဝင်းထဲမှာပဲဘေးဘက်ခြမ်းလေးမှာဥယျာဉ်ငယ်လေးလည်းရှိသေးတယ်နော်အနုပညာလက်ရာတွေနဲ့စိတ်ရဲ့အစာကိုဖြည့်ပြီးပြီဆိုတော့ဝိုင်းရဲ့အစာကိုဖြည့်ဖို့နောက်တစ်နေရာသွားလိုက်ကြမယ်အန်ဂျလာကတော့မြန်လိုက်ထဲမှာလည်းရှိပြီး Gallery 65ကနေဆိုတိတ်လေမုံကြီးတဲ့မင်္ဂလာခေတ်ဖို့ hot pot site ကိုရွေးလိုက်တယ်ဒီမှာကအလာကတ်မန်နူဖြစ်ပြီးset menu တွေလည်းရပါတယ်အန်ဂျလာကတော့မာလာဟီရီနဲ့အလာကတ်လေးမှာစားဖြစ်ခဲ့ပါတယ်ဒါလေးကတော့အန်ဂျလာဆက်ထားတဲ့အချင်းလေးပဲဖြစ်ပါတယ်ကဲစားလိုက်အောင်မယ်နော်စိုက်စုံကတော့မစွန်ချောင်းပါပဲအရသာပြေးသွားတယ်ပူပူနွေ့နွေ့ဟင်းရည်တဲ့ရွေးချယ်စရာစုံစုံလင်းလင်းထည့်ပြီးအေးအေးဆေးဆေးစားရတာတကယ်ကိုစိတ်ကြည်နေစရာပါပဲပိုက်လေအတော်တင်းသွားပြီမို့မြန်လိုက် app လေးတွေကနေဝင်ပြီးကူပွန်လေးနဲ့ငွေရှင်းမယ်ကဲအားလုံးပြီးပြီဆိုတော့ကကခေါ်ပြီးအိမ်ပြန်ပြီနော်နောက်ပတ်ရဲ့ Place of Yangon အစီအစဉ်မှာလည်းရန်ကုန်မြို့တွေကစိတ်ဝင်စားဖို့ကောင်းတဲ့နေရာလေးတွေကိုကကနဲ့မြန်လိုက်အတူတူလိုက်လံရှာဖွေပြီးသွား